လောက်ကြပါဦးဗျာထိုင်းနိုင်ငံမှာမြန်မာငွေအထက်လိုက်နေတာအတစ်ထွက်လာတဲ့ Samsung A56 ပတ်ကင်လေးကိုလာဖောက်သွားတာပါကေပေးတစ်ဝက်နဲ့ဒီအပြင်ငွေသားတစ်ဝက်ပေါ့စုစုပေါင်းမြန်မာငွေ320ကျော်ဒီပါနဲ့ဒါ Samsung A56 ပတ်ကင်လေးလောက်ဝယ်သွားတာဖြစ်ပါတယ်ထိုင်းမှာကေပေးနဲ့ကြာငွေလဲလို့စင်ပြေမဲ့ဒီလိုအပြင်ငွေသားကြတော့ငွေလဲလို့ခက်တယ်နော်ဒါပေမဲ့ဒီနေ့ဆိုင်မှာ bro ကအဝေးနေလာပြီးတော့အားပေးတာဖြစ်လို့ဒါကျွန်တော်ငွေသားနဲ့လည်းစင်ပြေအောင်လုပ်ပေးလိုက်ပါတယ်အတစ်ထွက်လာတဲ့ Samsung A56 မှာ1 yen 7ကင်လို့ရတယ်ဆိုပြီးတော့ဒါတကူးတကားနဲ့ကျွန်တော်စင်မြန်မာငွေနဲ့လာပြီးအားပေးတော့တာဖြစ်ပါတယ် Samsung A56 RAM 8 memory 128ကို13999ဘတ်ဖြစ်ပြီးတော့ RAM 12 memory 256ကို15999ဘတ်ဖြစ်ပါတယ်ဆိုင်ကတော့စင်သားမလားမဆောင်ဒုတိယထပ်မှာရှိပါတယ်ဗျဒါ Big C ဝင်ပေါက်နားလေးမှာဆိုကျွန်တော်ဆိုင်တွေ့ပါပြီဒီမှာဆိုငွေသား1000တန်ထပ်လိုက်ပြင်9000တန်1000တန်နဲ့ပါပါတယ်ဗျအဝေးနေတကူးတကားလာအားပေးတဲ့ brother ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်